One, two, three, kimchi. Okay, let's go. Let's go. အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့မိသားစုတွေကအိမ်နဲ့9မိနစ်လောက်ပဲဝေးတဲ့ပန်းချံလေးကိုအလဲခေါ်သွားမှာဖြစ်ပါတယ်ဒီနေရာလေးကလေသူတို့မောင်နှမတွေလာနေကြဖြစ်ပေမဲ့ဒီနေ့မှာတော့ချစ်ရတဲ့သူတွေကြည့်ရှုလို့ရအောင်လို့ကျမက vlog လေးကိုရိုက်ပေးဖြစ်ပါတယ်ကိုကျွေးလေးရတော့သူကအပေါ်ကရေပုံးရရေတွေကြာရင်လေသူအမြဲတမ်းလန့်တက်တယ်လက်နဲ့သာပြောတာပါရေစော့ရတယ်လည်းအရင်ကြိုက်တယ် Wait, mommy, did you get off camera? This is Chow baby. Oh, you wanna go home? No. Eh? Gì đây đo bị hào tôi sòn luôn. Hey, 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 eh? စီကတော့လေည8နာရီဆိုပိတ်ပြီးည8နာရီလို့သာပြောပါတယ်အခုချိန်ထိနေရမဝင်သေးဘူး9နာရီကျော်လောက်မှနေဝင်တာဒီနာအနီးပတ်ဝန်းကျင်ကကလေးတွေလည်းညနေဆိုထွက်လာကြပြီကလေးတွေဖေးလေဒီညနေအလုပ်မသွားတာနဲ့နီနီနနာကလေးတွေစော်ရအောင်ဒီကိုလာဖြစ်တာဖြစ်ပါတယ် Oh 1 2 3 I'm gonna do like this so I can say. ဟိုဘက်မှာတော့သူတို့ကရေကစားတဲ့နေရာဖြစ်ပါတယ်ဒီကစားကွင်းရဲ့အနောက်ဘက်မှာတော့လမ်းလျှောက်လို့ရအောင်လုပ်ထားတဲ့တောအုပ်ပုံစံငယ်လေးရှိပါတယ်အဲဒါကြောင့်ခဏနေကြရင်အဲ့ဒီကိုသွားပြီးလမ်းလျှောက်မှာဖြစ်ပါတယ် Chunkugu, you found a cucumber yet? Are you hungry? Huh? Hungry? Look at me. မမြကြ။သမီးငယ်လေးကရေလဲချိုးပြီးလမ်းလဲလျှောက်ပြီးဖြစ်တဲ့အတွက်သူအခုတော့ဗိုက်စာနေပါပြီ။အချိန်ကလည်းလင့်နေပြီဖြစ်တဲ့အတွက်ကျမတို့အိမ်ပြန်တော့ပါမယ်။ကျမရဲ့ channel လေးကိုကြည့်ရှုအားပေးနေတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ် vlog တစ်တွေမှာပြန်လည်တွေ့ဆုံကြပါသေးတယ်ရှင်။